ဒီအမျိုးသမီးကလမ်းဘေးမှာရှိတဲ့တောင်ရန်စားတောက်သူတယောက်စီကိုရွှေတုံးတွေပါတဲ့အိတ်တအိတ်ပေးလိုက်ပါတယ်။မနက်ဖြန်မိသားစုစုံညီပွဲမှာသူမမိဘတွေအတင်းအကျပ်စီစဉ်ထားတဲ့အိမ်တော်ကြီးကိုညှင်းဆန်နိုင်ဖို့အတွက်ဒီကောင်လေးကိုသူမရဲ့သားအဖြစ်ဟန်ဆောင်ခိုင်းလိုက်တာပါပဲ။ဒါပေမဲ့တောင်ရန်စားတောက်သူအဖြစ်ဟန်ဆောင်နေတဲ့ဒီကောင်လေးကတကယ်တော့သူမရဲ့ဟန်ဆောင်လက်ထက်ဖက်ရဲ့ဦးလေးဖြစ်နေလိမ့်မယ်လို့သူမလုံးဝထင်မထားခဲ့မိပါဘူး။ပြီးတော့သူမရဲ့ဟန်ဆောင်လက်ထက်ဖက်Jackကလည်းတကယ်လက်တွေမှာတော့ဘီလီယံနာ CEO တယောက်ထင်နေခဲ့တာပါ။မိသားစုစုံညီပွဲမှာတော့သူမဟာသူမရဲ့သားကြောင့်ပရိယေများတဲ့အမျိုးသမီးတယောက်ရဲ့လောင်ပြောင်တာကိုခံခဲ့ရပါတယ်။အဲ့ဒီပရိယေများတဲ့အမျိုးသမီးကသူမရဲ့ချမ်းသာတဲ့ရီးစားစီကရတဲ့လက်ဆောင်ကိုလည်းကြွားဝါခဲ့ပါသေးတယ်။ဒါပေမဲ့ဒီကောင်လေးကတော့ဒါဟာအတုဆိုတာကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင်သိလိုက်ပါတယ်။ပရိယေများတဲ့အမျိုးသမီးရဲ့ရီးစားရောက်လာတဲ့အခါမှာတော့ဒီလူဟာသူ့တူရဲ့အထောက်အထားကိုအတုလောက်ထားမှန်းသိလိုက်ရလို့ကောင်လေးကအံ့ဩသွားခဲ့ရပါတယ်။အဲ့ဒီလူကပလဲဆွဲကြိုးတကုံးကိုထုတ်ပြပြီးတော့ဒါကိုမနစ်ကလေလံပွဲမှာယွမ်တန်းပေါင်းများစွာပေးပြီးဝယ်ခဲ့တာလို့လည်းအခိုင်အမာပြောခဲ့ပါသေးတယ်။ဂျက်ကသူ့ကိုအမှန်တိုင်းဖိုးထုတ်ဖို့ရောက်လာတဲ့အခါမှာတော့ဒီပရိယေများတဲ့အမျိုးသမီးရဲ့မိသားစုဝင်တွေကသူ့ကိုဝိုင်းပြီးလှောင်ပြောင်ခဲ့ကြပါတယ်။ဒီအမျိုးသမီးကိုယ်တိုင်တောင်မှဒီလိုနောက်ပြောင်မှုကြီးမလုပ်ဖို့ဂျက်ကိုအမြန်ပဲဖြောင်းဖြာခဲ့ပါသေးတယ်။အဲ့ဒီအချိန်မှာပဲဂျက်ကလေလံအိမ်တော်ကိုဖုံးဆက်လိုက်ပါတယ်။ဘာလို့လဲဆိုတော့တကယ်ဆွဲကြိုးအစ်စ်ကိုဝယ်ယူခဲ့သူကသူကိုယ်တိုင်ဖြစ်နေလို့ပါပဲ။